ကျွန်တော်မနေ့ကလူနာသွားတယ်နေဗျာကြုံရတာကြီးပြောဦးမယ်ကျွန်တော်တို့သွားတယ်တဲ့လူနာကကင်ဆာပေါ့ကင်ဆာကိုသူကအယိုးကင်ဆာဖြစ်တဲ့ပုံစံမျိုးပေါ့သူဖြစ်တာလည်းဗျာအရင်အဲ့လိုကြီးကြီးမားမားရဲ့နေစဖြစ်တာမဟုတ်ဘူးဗျလက်သမားလုတ်တယ်တဲ့တကားပေါင်တင်တာပေါ့ဗျအဲ့တကားပေါင်ပခုံးပေါ်ပြုတ်ကြတယ်ကျွန်တော်တို့လိုပဲပေါ့နော်တာမန်ကြောင်ညကိစ္စပဲဆိုပြီးတော့ဟိုဆေးလေးထိုးလိုက်နားနဲ့နာလိုက်ဆေးလေးလိမ့်လိုက်ဆေးလေးထိုးလိုက်နဲ့နေတာပေါ့အဲ့ရကနေပြီးတော့အတွင်းကနေအယိုးကနေအင်္ဂလိပ်ခေါ်ဝေါ်တော့ရှိပါတယ်ကင်ဆာပြန်ဖြစ်တာပေါ့ဗျာအဲ့ဒါကအကြီးတော့တော်တော်ကြီးနေပြီအဲ့ဒီလူနာကိုရန်ကုန်ဆေးရုံကင်ဆာဌာနကိုတပ်ပို့ပေးရမှာသူကဆေးရုံသွားမှာ9နာရီတည်းကသွားမှာဗျာဒါပေမဲ့ပထမဆုံးသူကဒီ ambulance အတင်းတစ်ခုနဲ့ချိတ်ထားတယ်မအဲ့ဒီအတင်းကလည်းဟိုကားအဆင်မပြေတော့လို့တဲ့ဆိုပြီးကျွန်တော်တို့ရှိကိုဖုံးဆက်တော့9နာရီထိုးနေပြီကျွန်တော်တို့ခုချက်ချင်းထွက်လာပါမယ်လို့ဒီတောင်းကလာပင်းရတယ်မှာဆိုပြီးတော့သွားတာကိုရတော့အိမ်ကဟိုကနှစ်ထပ်အိမ်မှာအပေါ်တက်မှာလေကတစ်သားလေကတော်တော်မှတ်တယ်ဗျအဲကျွန်တော်နှစ်ချမ်းဆက်နဲ့လှဲလို့လည်းမရဘူးဗျအဲ့တိုင်းလို့မလဲမပြုတ်လေးပေါ့ဗျဒီလိုခုံခုံလေးနေရတာအဲ့တိုင်းဟိုပက်လက်လေးပေါ့ပက်လက်လည်းမရောက်ဘူးထိုင်ရလည်းမဟုတ်ဘူးအလဲကြားလေးလောက်မှနေရတာလှဲလို့ရှင်လည်းနာလို့ဆိုပြီးမနေနိုင်ဖုံးကလည်းတုတ်ကြနေပြီပေါ့နော်ကင်ဆာဖြစ်ထားတယ်ဆိုတော့ကျွန်တော်အသက်သာတော့ပစိုးလေးနဲ့ဒီလက်ကိုလည်းတိုင်းပြီးတော့လေအောက်ကိုရအောင်ချပြီးတော့ဖြည်းဖြည်းချင်းကားပေါ်တင်ပြီးတော့ ambulance ပေါ်တင်ပြီးတော့ကျွန်တော်တို့အရင်ဆုံးသွားမှာသွေးအမျိုးသားသွေးလူဌာနကိုရင်သွားရမှာသွေးရင်စစ်ဖို့လိုတယ်တဲ့သူဒီဘက်လက်ကတော့သွေးဖောက်လို့မရဘူးဗျအကြီးဖြစ်နေပြီဒီဘက်ဘယ်ဘက်တစ်ဖက်ရတယ်ပေါ့ဒီဆရာကြီးပေါ့နော် nurse တွေ nurse နေဆရာကြီးသွေးဖောက်တာဘလို့မှဖောက်လို့မရဘူးဆရာကြီးဆရာမတွေရှာလို့မရအောင်အကျော်တွေ့ရသွေးမထွက်လာဘူး3ယောက်လောက်ဖြစ်သွားတယ်ဆရာမကြီးချင်းနေတာဒါလည်းအတွေ့အကြုံပဲဗျသိလားဦးနာရှင်အမကြီးကပြောတာအခုတနေ့ကတော့ကျတော့တဲ့ဒီဆေးရုံကြီးမှာပေါ့နော်သွားစစ်တုန်းကအက်ကိုချိုးပြီးတော့ဖောက်တာတဲ့အဲ့ဒါနဲ့ဆရာမကြီးလည်းအက်ကိုချိုးပြီးတော့ဖောက်တော့မှသူအဲ့သွေးရတာအဲ့လည်းပညာတစ်ခုပဲသူလက်မနာကနေပဲအရှိက AD gate ပေါ့ AD gate အက်ကိုဖင်ကိုချိုးလိုက်တာအက်ချောင်းနဲ့ပဲထည့်ပြီးတော့သွေးခံတာပေါ့သွေးခံပြီးတော့သွေးစစ်တာအဲ့ကြတော့မှသွေးထွက်လာတယ်ကင်ဆာဌာနမှာ4နိုင်လောက်ကြာမယ်ဆိုတော့ကျွန်တော်ကလည်းထားခဲ့အောင်နေကင်းကျမှတော့ပြန်ကျူတာပေါ့နေကင်းကျမှပြန်ကျူလဲကျူပြီးတော့အိမ်ပြန်ပို့ပြီးပေါ့ဗျာပို့ပေးပြီးတော့ဘာဖြစ်လဲဆိုတော့အလူငွေထဲရင်နေတဲ့ကျွန်တော်ကလည်းဗျာဒီလားဒီလောက်ဟိုလူနာရဲ့ကျမ်းမာရေးလည်းရှိနေတော့မထည့်ပါနဲ့လို့ရပါတယ်လို့ကျွန်တော်တို့အခမဲ့ကူညီပေးတာပါလို့မဟုတ်ဘူးတဲ့အလူငွေမထည့်လို့ရှိရင်လည်းနောက်ခေါ်ရင်မလာမှာဆိုးလို့တဲ့22ရက်နေ့လေနောက်တစ်ခေါက်သွားပြအောင်ပါကြိုက်တဲ့အချိန်ဖုံးဆက်လိုက်ပါလို့လာခဲ့ပါမယ်လို့လူနာကိုပဲပို့ပြီးတော့ view site စီခြင်းနေပေါ့နော်ကျွန်တော်တို့စိတ်ထဲမှာအဲ့လိုလေးပေါ့အဲ့လိုလေးပြောလေအဲ့လူနာရဲ့ဟိုမိမအန်တီရလေငိုတန်ပိုင်းနဲ့ပြောကျေးဇူးတင်ပါတယ်အဲ့အသွားတော့ကလည်းအဲ့လိုပဲဗျအလူငွေထည့်ဖို့ပြောတယ်မဟုတ်ကျွန်တော်တို့ကမထည့်နဲ့ကြမလို့ပါဘူးကားစီဘူးလေးလူရင်လို့ပါတဲ့မလူပါနဲ့ဦးလို့ရပါတယ်လို့လူနာကိုပဲ view site ပါအသွားကလေးကပြောတာကျွန်တော်တို့အခမဲ့ကူညီတာပါလို့ဆိုတော့အဲ့လိုပြောလေငို